အမတတဘာကြီးကိုပိုင်လန်းစင်ထဲမှာအဆင့်တစ်စင်းတက်ဖို့အတွက်နှစ်ပေါင်းဘယ်လောက်ထိကြာမြင့်လဲဝမ်လင်းကသူ့ရဲ့အသက်ဘယ်လောက်မှာဘယ်အဆင့်ကိုရောက်ရှိခဲ့လဲကြင်ကြံမှုအဆင့်အလုံးဘယ်နှစင်းရှိလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ခရိုဆိုင်ကီပါဒီနေ့မှာတော့ကျွန်တော်ကအမတတဘာကြီးကိုပိုင်လန်းစင်ထဲကကြင်ကြံမှုအဆင့်တွေကိုပြောပြသွားမှာဖြစ်ပါတယ်အမတတဘာကြီးကိုပိုင်လန်းစင်ထဲကြင်ကြံမှုအဆင့်တွေကအားလုံး19စင်းရှိပါတယ်အဆင့်သေးဒီမှာဆိုရင်တော့တစ်စင်းတက်ဖို့နှစ်ပေါင်းကြာချီကြာပြီးတော့အဆင့်ကြီးဒီမှာဆိုရင်တော့နှစ်ပေါင်းထောင်တောင်းနဲ့ချီပြီးတော့ကြာပါတယ်အဆင့်19စင်းမှာကြင်ကြံသူအဆင့်4စင်းရှိပါတယ်ပထမအဆင့်ကြင်ကြံသူဒုတိယအဆင့်ကြင်ကြံသူတတိယအဆင့်ကြင်ကြံသူစတုတ္ထအဆင့်ကြင်ကြံသူ4စင်းရှိပါတယ်ပထမအဆင့်ကြင်ကြံသူမှာတော့ချီဆူဆောင်ခြင်းအဆင့်အခြေခံအုံမြင့်အဆင့်အမြူတေဖက်စီခြင်းအဆင့်စာအုပ်စိတ်ဝိညာဉ်အဆင့်စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအာနာတက်ခြင်းဒီ9ဆင့်အောင်ဆိုရင်တော့ပထမအဆင့်ကြင်ကြံသူဖြစ်ပြီးဒုတိယအဆင့်ကိုတက်ဖို့အတွက်ဂျားမှာဂျားခန့်အဆင့်2ဆင့်ရှိပါသေးတယ်ပထမအဆင့်ကျင့်ရသူမှာဆိုရင်အဆင့်တစ်စင်းတက်ဖို့အနည်းဆုံးနှစ်ပေါင်းရာနဲ့ချီပြီးတော့ကြာမြင့်ပါတယ်။ချီစုဆောင်မှုအဆင့်ကနေအခြေခံအုံမြင့်အဆင့်ကိုရောက်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်း10စုနှစ်နဲ့ချီပြီးကြာပါတယ်။အခြေခံအုံမြင့်အဆင့်ကနေပြီးတော့အမြူတေဖက်စီခြင်းအဆင့်ကိုရောက်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်း340ကြာပါတယ်။အမြူတေဖက်စီခြင်းအဆင့်ကနေစာအုပ်စိတ်ဝိညာဉ်ဒရေတာဖန်တီးခြင်းအဆင့်ကိုရောက်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်းရာစုနှစ်နဲ့ချီပြီးကြာမြင့်ပါတယ်။ဒါကတော့တမန်လူတယောက်အတွက်ပေါ့နှစ်ပေါင်းရာစုနှစ်ချီပြီးကြာတယ်ဆိုတာပါရမီရှင်တွေအတွက်တော့နှစ်ပေါင်း20လောက်နဲ့တင်စာအုပ်စိတ်ဝိညာဉ်အဆင့်လောက်ကိုရောက်နိုင်ပါတယ်ဒါကပါရမီရှင်တွေပါတမန်လူတွေအတွက်တော့နှစ်ပေါင်းရာစုနှစ်လောက်ကျင့်ကြံမှစာအုပ်စိတ်ဝိညာဉ်ဒရေတာဖန်တီးခြင်းအဆင့်ကိုရောက်တာပါလက်ရှိဝန်လင်းရဲ့ရန်သူတော်ကြီးထောင်ဟွာယွမ်ကစာအုပ်စိတ်ဝိညာဉ်ဒရေတာဖန်တီးခြင်းနောက်ဆုံးအဆင့်ပါပါထောင်ဟွာယွမ်ကစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကိုမတက်ဘဲနဲ့အဆင့်ရက်တက်နေတဲ့သူတစ်ယောက်ပါစာအုပ်စိတ်ဝိညာဉ်အဆင့်ကနေစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကိုရောက်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်း200 300ကြာမြင့်ပါတယ်စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကနေပြီးတော့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းကိုရောက်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်း1000နီးပါးကြာမြင့်ပါတယ်စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကနေပြီးတော့အာနာတက်ခြင်းအဆင့်ကိုရောက်ဖို့အတွက်နှစ်1000ကနေပြီးတော့နှစ်1500အထိကြာမြင့်ပါတယ်ဒါကတော့ပထမဆင့်ကျင့်ရသူမှာရှိတဲ့အဆင့်9ဆင့်ပါအဆင့်တိုင်းမှာကနေဦးအစောပိုင်းအလေလက်နောက်ဆုံးအဆင့်ဆိုပြီးတော့ရှိကြပါတယ်ချီဆူဆောင်မှုအဆင့်အခြေခံအုံမြင့်အဆင့်အမြူတေဖက်စီခြင်းအဆင့်စာအုပ်စိတ်ဝိညာဉ်အဆင့်စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အာနာတက်ခြင်းအဆင့်ဒီ9ဆင့်ရအထက်မှာဆိုရင်တော့ဂျားခန့်အဆင့်2ဆင့်ရှိပါတယ်ပုံရောက်ရင်အဆင့်နဲ့ခန္ဓာအထက်ထက်ရန်အဆင့်ဆိုပြီးတော့2ဆင့်ရှိပါတယ်ဂျားခန့်အဆင့်ဆိုတာဒုတိယအဆင့်ကျင့်သူတွေကိုဝင်ရောက်ဖို့အတွက်ဂျားခန့်အဆင့်2ဆင့်ဖြစ်ပါတယ်အာနာတချင်းအဆင့်ကနေပုံရောက်ရင်အဆင့်ကိုရောက်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်း1000ကနေ2000ကြားကိုကြာမြင့်ပါတယ်ပုံရောက်ရင်အဆင့်ကနေပြီးတော့ခန္ဓာအထက်ထက်ရန်အဆင့်ကိုရောက်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်း1000ကနေ3000ထိကြာမြင့်ပါတယ်ဂျားခန့်အဆင့်2ဆင့်ပြီးသွားရင်တော့ဒုတိယအဆင့်ကျင့်သူဒုတိယအဆင့်ကျင့်သူမှာဆိုရင်တော့အဆင့်3ဆင့်မှရှိပါတယ်နိဗ္ဗာန်ကြုံမြင်ခြင်းအဆင့်နိဗ္ဗာန်တန်ဆင်ခြင်းအဆင့်နိဗ္ဗာန်ဖြုတ်ခွင်းခြင်းအဆင့်ဒီ၃ဆင့်ရဆိုရင်တော့ဒုတိယအဆင့်ကျင့်သူဖြစ်ပြီးပထမအဆင့်ကျင့်ရသူနဲ့ဒုတိယအဆင့်ကျင့်ရသူရဲ့ကွာခြားမှုကမိုးနဲ့မြေလောက်ကြီးမားပါတယ်ပထမအဆင့်ကျင့်ရသူအထွန်းထိပ်ဂျားကန်အဆင့်2ဆင့်မှာရှိတဲ့လူတိုင်းဟာဒုတိယအဆင့်ကျင့်ရသူတွေရဲ့မျက်လုံးထဲမှာပျော်စိတ်တသာအဆင့်ပဲရှိပါတယ်ဒုတိယအဆင့်ကျင့်ရခြင်းမှာနိဗ္ဗာန်ကြုံမြင်ခြင်းအဆင့်ကနေနိဗ္ဗာန်တန်ဆင်ခြင်းအဆင့်ကိုရောက်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်း9000လောက်ကြာပါတယ်နိဗ္ဗာန်တန်းစင်ခြင်းအဆင့်ကနေနိဗ္ဗာန်ဖြုတ်ခွင်းခြင်းအဆင့်ကိုရောက်ဖို့ဆိုရင်တော့အနည်းဆုံးနှစ်ပေါင်း1000နဲ့ချီပြီးတော့ကြာပါတယ်ဒါကလည်းတမန်လူတွေအတွက်ပါပဲပါရမီရှင်တွေမဟုတ်ပါဘူးပါရမီရှင်တွေကတော့နှစ်ပေါင်း1000စုနှစ်လောက်နဲ့အဲ့ဒီအဆင့်တွေကိုရောက်နိုင်ပါတယ်ဒါကတော့ပါရမီရှင်တွေပါတမန်လူအများစုကတော့နှစ်ပေါင်း1000ကျင့်ကြံပြီးတော့မှနိဗ္ဗာန်တန်းစင်ခြင်းအဆင့်နိဗ္ဗာန်ဖြုတ်ခွင်းခြင်းအဆင့်တို့ရောက်ရှိကြတာပါနိဗ္ဗာန်ဖြုတ်ခွင်းခြင်းအဆင့်ပြီးသွားပြီဆိုရင်ဂျားခန့်အဆင့်ရှိပါသေးတယ်ကောင်းကင်ဘုံဒုက္ခအဆင့်ကောင်းကင်ဘုံဒုက္ခအဆင့်မှာဆိုရင်ပထမကောင်းကင်ဘုံဒုက္ခအဆင့်ဒုတိယကောင်းကင်ဘုံဒုက္ခအဆင့်တတိယကောင်းကင်ဘုံဒုက္ခအဆင့်စရုထကောင်းကင်ဘုံဒုက္ခအဆင့်ပစ္စမကောင်းကင်ဘုံဒုက္ခအဆင့်အဆင့်5ဆင့်ရဲ့ကွာဟမှုကလည်းတစ်ဆင့်တိုင်းဟာမိုးနဲ့မြေလောက်ကွာခြားပါတယ်ဂျားကန်အဆင့်တစ်ဆင့်မှာပဲပထမအဆင့်ကောင်းကင်ဘုံဒုက္ခအဆင့်နဲ့ဒုတိယအဆင့်ကောင်းကင်ဘုံဒုက္ခအဆင့်ကလည်းမိုးနဲ့မြေလောက်ကွာခြားပါတယ်ကောင်းကင်ဘုံဒုက္ခအဆင့်ပြီးရင်တော့တတိယအဆင့်ကျင့်ရသူတွေကိုရောက်ပါပြီတတိယအဆင့်ကျင့်ရသူမှာဆိုရင်နိဗ္ဗာန်လေးဟာနဲ့အဆင့်စိတ်ဝိညာဉ်လေးဟာနဲ့အဆင့်စမ်းကြက်လေးဟာနဲ့အဆင့်လေးဟာနဲ့ဒုက္ခအဆင့်ဆိုပြီးတော့၄ဆင့်ရှိပါတယ်တတိယအဆင့်ကျင့်ရသူမှာနိဗ္ဗာန်လေးဟာနဲ့အဆင့်ကနေပြီးတော့စိတ်ဝိညာဉ်လေးဟာနဲ့အဆင့်ကိုရောက်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်း1000နဲ့ချီပြီးကြာပါတယ်စိတ်ဝိညာဉ်လေးဟာနဲ့အဆင့်ကနေပြီးတော့စမ်းကြက်လေးဟာနဲ့အဆင့်ကိုရောက်ဖို့အတွက်လည်းနှစ်ပေါင်း1000နဲ့ချီပြီးတော့ကြာပါတယ်စမ်းကြက်လေးဟာနဲ့အဆင့်ကနေပြီးတော့လေးဟာနဲ့ဒုက္ခအဆင့်ကိုရောက်ဖို့အတွက်နှစ်ပေါင်း3သိန်းနီးပါးကြာမြင့်ပါတယ်တတိယအဆင့်ကျင့်ရသူ၄ဆင့်ပြီးသွားရင်တော့စရုဒ္ဓအဆင့်ကျင့်ရသူဖြစ်ဖို့အတွက်ဂျားကန်အဆင့်တစ်ဆင့်ရှိပါတယ်ကောင်းကင်ဘုံနင်းချေတဝက်အဆင့်ဂျားကန်အဆင့်ကောင်းကင်ဘုံနင်းချေတဝက်အဆင့်မှာဆိုရင်အဆင့်9ဆင့်ရှိပါတယ်အဲ့ဒီ9ဆင့်ပြီးသွားပြီဆိုရင်တော့စရုဒ္ဓအဆင့်ကျင့်ရသူတယောက်ဖြစ်ပါပြီကောင်းကင်ဘုံနင်းချေတဝက်အဆင့်ကနေပြီးတော့ကောင်းကင်ဘုံနင်းချေအဆင့်ကိုရောက်ဖို့အတွက်အနည်းဆုံးနှစ်ပေါင်းသိန်းနဲ့ချီပြီးကြာပါတယ်အမာတတဘာကြီးကိုပိုင်လန်းစင်ထဲမှာကျင့်ကြံမှုအဆင့်အလုံး19ဆင့်ရှိပါတယ်1ချီစုဆောင်မှုအဆင့်2အခြေခံအုံမြင့်အဆင့်3အမြူတေဖက်စီခြင်းအဆင့်4စာအုပ်စိတ်ဝိညာဉ်5စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း6စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း9အာနာတက်ခြင်း10ပုံရောက်ရင်အဆင့်
9ခန္ဓာအထက်ထက်ရန်အဆင့်10နိဗ္ဗာန်ကျုံမြင်ခြင်း17နိဗ္ဗာန်တန့်စင်ခြင်း12နိဗ္ဗာန်ဖြိုခွင်းခြင်း13ကောင်းကင်ဘုံဒုက္ခအဆင့်14နိဗ္ဗာန်လိဟာနဲ့အဆင့်15စိတ်ဝိညာဉ်လိဟာနဲ့အဆင့်16စမ်းကြင်လိဟာနဲ့အဆင့်19လိဟာနဲ့ဒုက္ခအဆင့်18ကောင်းကင်ဘုံနေချေတဝက်အဆင့်19ကောင်းကင်ဘုံနေချေအဆင့်ဝမ်လင်းကအသက်ဘလောက်မှာဘယ်အဆင့်ကိုရောက်ရှိခဲ့လဲ16နှစ်မှာစတင်ကြံတယ်22နှစ်မှာအခြေခံအုတ်မြစ်အဆင့်နှစ်ပေါင်း200နဲ့အမြုတွေဖယ်စီးခြင်းအဆင့်နှစ်ပေါင်း400နဲ့စာအုပ်စိတ်ဝိညာဉ်ဒွေသားဖန်တီးခြင်းအဆင့်နှစ်900နဲ့စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်နှစ်600နဲ့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်နှစ်900နဲ့အာနာတက်ခြင်းအဆင့်နှစ်ပေါင်း1000နဲ့ခန္ဓာအထက်ထက်ရန်အဆင့်နှစ်ပေါင်း1300နဲ့ဒုတိယအဆင့်ကျင့်ကြံသူနိဗ္ဗာန်တန့်စင်ခြင်းအဆင့်နှစ်ပေါင်း1500နဲ့နိဗ္ဗာန်ဖြိုခွင်းခြင်းအဆင့်နှစ်2000နဲ့တတိယအဆင့်ကျင့်ကြံသူအဆင့်နှစ်3000နဲ့စရုဒ္ဓအဆင့်ကျင့်ကြံသူကောင်းကင်ဘုံနေခြင်းအဆင့်တိတိကျပြောရမယ်ဆိုရင်ဝမ်လင်းရဲ့တက်တန်းဟာနှစ်ပေါင်း3000ပဲရှိပါသေးတယ်နှစ်ပေါင်း3000ထဲနဲ့ဝမ်လင်းဟာစရုဒ္ဓအဆင့်ကျင့်ကြံသူအဆင့်ကိုရောက်ခဲ့တာပါကျွန်တော်ကတော့ခရိုဆာကီပါဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်